မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့စင်လီထောင်း channel ကနေ January 19ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒိုင်တာတူရဲ့ညိုကြောင့်ဘဝတစ်လျှောက်လုံး feeling ဇက်ကောင်းနဲ့အခုလိုလူမုံများနေရကြောင်းငိုပြီးပြောလာတဲ့ခင်မမိုးရဲ့သတင်း။ငကိုတစိမ့်ဖြစ်တဲ့ဇနီးတဲ့ဟာအခုလိုဝေဒနာမျိုးခံစားရလို့ပြင်မစင်နိုင်ဖြစ်နေရတဲ့ဇင်ဝိုင်းသတင်း။အကယ်ဒမီရဖို့ရေရုပ်ရှင်စီယုံကိုအလူလုပ်ပြလက်ပေးခဲ့ကြောင်းဖုံးမရအောင်ပေါ်လာတဲ့နေတူသတင်း။မင်္ဂလာဆောင်မှာတချင်းဆိုဖို့တွားရင်ကြားဖြန့်စီမှာရောင်းစားခံလိုက်ရတဲ့အစွန်တော်ရှင်မင်းများတဲ့ရုပ်ရှင်ရိုက်ဖို့ဘယ်သူမှမကော်ကြလို့နဂရောလုပ်ဖို့ပြင်ဆင်နေတဲ့သူရိမ်မြင့်ခန့်တဲ့ပဲဖြစ်ပါရဲ့ရှင်။ဒါရိုက်တာတူရဲ့ညိုကြောင့်ဘဝတစ်လျှောက်လုံးဖီလီဇက်ကောင်တဲ့ခုလိုလူမုံများနေရကြောင်းငိုပြီးပြောလာတဲ့ခင်မမို့ရေမင်္ဂလာပါပရိသတ်များရှင်။ခင်မမို့ရေဆိုရင်တော့အမှုပညာနဲ့တလွားမှမသိရသူမရှိတော့ပါဘူး။ပန်းသူသွေးဇလန်းထွေးတွေမှာအကျင့်မကောင်းတဲ့မိမကြီးနေရာကနေဝင်ရောက်ရှိုက်ကူးပြီးကြတဲ့ကခင်မမို့ရေဟာတာမန်ထက်နှစ်ဆပိုပြီးလူသိများလာခဲ့ပါတယ်။ရုပ်ရှင်လောကထဲမှာလည်းမဟုတ်ပါဘူး။အပြင်လောကမှာတော့အကျင့်မကောင်းစာရိတ္တမကောင်းအာချီသူများကိုပဲပလိမ့်ပိအပြစ်တင်နေတတ်တဲ့သူမျိုးတွေကိုခင်မမို့ရေလိုနာမည်ပြောင်းခေါ်ဝေါ်ကြတဲ့အတီးကိုသူ့ရဲ့နာမည်ကရှမ်းရှမ်းတောက်ထွန်းပေါက်သွားခဲ့တာပါ။ခင်မမို့ရေရဲ့တင်းဥဆောင်ချက်တွေကိုအသေးချာကြည့်လိုက်မယ်ဆိုရင်အပိုလိုမရှိအောင်ကိုတကယ့်ကိုကောင်းမွန်လွန်နေတာပြိတ္တတို့တွေ့ရပါလိမ့်မယ်။ကြာရစင်းယုံလိုက်စိတ်ထားမကောင်းရင်လည်းမကောင်းတဲ့ပုံစံမျိုးစိတ်ထားကောင်းပြီးဇက်နာရမယ်ဆိုရင်လည်းယူယူအေးအေးပုံစံမျိုးစသဖြင့်ကာရိုက်တာပေါင်းစုံမှာအဝင်ခွင့်ကြတင်းရုပ်ဆောင်နိုင်တဲ့ဝိုင်းရတူပါဒါပေမဲ့ပရိသတ်တို့တတိထားမိကြပါသလားခင်မမို့ရာကောင်းမွန်တဲ့စံရုပ်ဒေတာဆိုရပြီးတော့ feeling ဆဆန်စံရုပ်တီကိုပဲစက်တိုင်ရိုက်ကူးခဲ့ရပါတယ်အဲ့ဒီလိုမျိုးရိုက်ကူးခဲ့ရတာတွေကြောင့်ဇက်ကားကြည့်တဲ့သူတွေအနေနဲ့သူ့ရဲ့တင်းရုပ်ဆောင်ချက်တွေကိုပါဝင်စီမျှော်ရင်ခင်မမို့ရေကိုအပြင်မှာပါရွှန်ရှာပြီးမုန်းတီးလာကြပါတယ်ဒါကြောင့်မို့လို့ခင်မမို့ရေကအပြင်မှာပြိသက်တွေနဲ့မတော်တဆတွေ့ဆုံတဲ့အခါမျိုးမှာဆိုရင်တော့တခြားမင်းသမီးတွေလိုမျိုးအချစ်ခံရအနှုတ်ဆက်ခံရတပ်ပုံခေါ်ရိုက်ခံရတာမျိုးမရှိဘဲနဲ့မျက်စောင်းထိုးခံရတာတွေအထီအောင်ရှိခဲ့ပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့သူမဟာအဲ့ဒါမျိုး feeling စမ်းရုပ်တွေကိုပဲအများကြီးရိုက်ကူးနေခဲ့ရတာဆိုရင်ဒိုင်တာတူရဲ့အညိုချောင်ဖြစ်ကြောင်းပရိသတ်တွေကိုဝမ်းနည်းစွာနဲ့ငိုပြီးပြောပြလာခဲ့တာပါ။အဲ့ဒီဒိုင်တာတူကသူမကိုမငင်းနိုင်လောက်စရာပတ်စံပေးပြီးတော့အမြဲလိုခေါ်ရိုက်ခဲ့ပါတယ်။ဖီလီစံရုပ်ကြီးဖြစ်ပြီးလူမုံများမှာတည်ပေမယ့်ခင်မမို့ကြီးကလက်တွေ့ဘဝမှာကြီးကြီးတက်ချမ်းသာနေတဲ့တထေးတွေကမဟုတ်တာကြောင့်စာဝင်နေရဲ့အဆင်ပြေစေဖို့အတွက်အဲ့ဒီလိုစကားတွေကိုပတ်စံကြောင့်လက်ခံခဲ့ရပါတယ်။ဒါနဲ့ပဲသူမရဲ့ဘဝကဖီလီကာရိုက်တာတွေထဲမှာပဲစုံစုံမျိုးရင်အခုဆိုရင်စကားတွေခက်ပါပါပဲရိုက်ကူးရတဲ့အချိန်မှာအပြင်လောကနဲ့တော်တော်လေးကိုအဆင်မပြေကြောင်းပြောပြလာတာပါ။ပရိသတ်တို့ရောခင်မမို့ကြီးဆိုတာနဲ့ဘသူကိုပြင်းမြင်မိကြပါလဲရှင်။နကိုတစိမ့်ဖြစ်တဲ့ဇနီးတဲ့ဟာအခုလိုဝေဒနာမျိုးခံစားလို့ပြေမစင်နိုင်ဖြစ်နေရတဲ့ဇင်ဝိုင်းမင်္ဂလာပါပရိသတ်များရှင်ဇင်ဝိုင်းဟာသူ့ရဲ့မိမကိုဘလောက်ချစ်တဲ့ကြောင့်မကြာခဏသူကိုယ်တိုင်ရေးသားပြီးတော့တင်းတဲ့စာစုလေးတွေကြပြစုလေးတွေကနေတစိမ့်အတိုင်းသားတွေ့မြင်နိုင်ပါတယ်သူတို့လင်မယားကခိုင်နှင်းချီတို့လင်မယားလိုပါပဲတယောက်ပေါ်မှာတယောက်သစ္စာရမ်းရှိပြီးတော့အသက်တွေကြီးသွားတာတော့အချစ်မရောကြပါဘူးဇင်ဝိုင်းဆိုရင်အခုကြမ်းရှိနေတဲ့ဘဝကိုသူမိမနဲ့ပဲအတူတူအေးချမ်းစွာဖြတ်သန်းနေတဲ့သူပါမကြာခဏဆိုသလိုမိမနဲ့လမ်းလျှောက်ထွက်လိုက်စကားစမြည်လေးပြောရင်ရီမောလိုက်နေအေးချမ်းချမ်းလေးရှိပါတယ်အကယ်၍များမတော်တဆကျမ်းမာရေးအခြေအနေတွေကတခုခုချွေယွင်းလာတာမျိုးဖြစ်မယ်ဆိုရင်လေပြုစုယူရပေးမဲ့သူကသူ့အတွက်လည်းသူမိမပဲရှိတယ်လို့သူမိမအတွက်လည်းသူပဲရှိပါတယ်ဒါကြောင့်မို့လို့အရန်ချက်အရန်တမှုထားပြီးအရေးတကြီးကြီးနဲ့ကြူးဆိုင်နေရတဲ့မိမဟာအခုလိုမျိုးယောဂကိုခန်းစားနေရတာကိုသိနိုင်ရတဲ့အချိန်စင်ဝိုင်းတယောက်လုံးဝဖြည့်မစင်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။အမြဲတမ်းလိုလေဒီနွယ်နဲ့သူချစ်စနိုးခေါ်နေရတဲ့မိမဖြစ်သူအားဆိုရင်ပြင်းထန်တဲ့လူကြီးယောဂတစ်မျိုးခန်းစားလိုက်ရတာပါ။ဟိုရင်ထဲကလည်းသူတို့လင်မယားနှစ်ယောက်ကအမြဲတမ်းလိုစေးရုံတွေကိုသွားကစေကူတာမှုခံယူနေရတာဖြစ်ပြီးကျမတွေလို့ထင်ရပေမယ့်တရှောင်းရှောင်းမှာနိုင်ငံသားကသားလေးကိုလည်းတတိယရင်းစိန်နေနှစ်ယောက်သားအတူတူအပြန်အလှန်အမိသေးပြူရင်းနေပဲလမ်းလေးတွေထွက်ဆောင်လိုက်အပြင်ဆိုင်မှာမုံလေးတွေစားလိုက်အိမ်မှာပဲကိုယ်တိုင်ချက်စားလိုက်နဲ့ယောဂတွေကိုမေ့ပြောင်လို့ဖြတ်တန်းနေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့အခုတော့မိမဖြစ်သူရဲ့စိတ်စစ်ချက်အဖြစ်ကိုသူကိုယ်တိုင်လမ်းယူပေးရတဲ့အချိန်မှာဇင်ဝိုင်းတယောက်မျက်ရည်မစင်နိုင်တော့တဲ့အထိဖြစ်ပြီးပရိသတ်တွေကိုလည်းပုံလေးနဲ့တကွာပြောပြသိပေးလာခဲ့တာပါပြင်းထန်တဲ့လူကြီးယောဂဆိုပေမဲ့လည်းဒီတိုင်းဖြစ်လိမ့်ဖြစ်တာရှိရမို့အသက်အန္တရာယ်ထီရောစိုးရင်စရာမလိုပါဘူး။ဒါပေမဲ့လည်းသူချင်းရတဲ့တူရီတော်မိန်းမကိုအခုလိုမျိုးခံစားနေရတာမကြည့်ရတဲ့အတွက်ဇင်ဝိုင်းကဝမ်းနေနေရတာဖြစ်ပါတယ်ရှင်။ဟ
ဟိုရင်ကလေးကမှဒီတိုင်းနေရင်လည်းတော့စာတတန်ပေးတတန်လေးတွေတင်လေးရှိတာကြောင့်အခုလိုမျိုးမိမနေမကောင်းတော့လေသူကများတော်လေးကိုဝမ်းနေနေရတယ်ဆိုတဲ့အကြောင်းအဖေမရှိရှိတဲ့အဖေပြိတ္တတို့ကိုပဲရင်ဖွင့်လာတာပါလင်မယားနှစ်ယောက်စလုံးနေကောင်းကျမ်းမာဖို့အတွက်အတူတူဆူတောင်းပေးလိုက်ရအောင်နော်အကယ်ဒမီရပုံရိပ်ရုပ်ရှင်အစည်းအရုံးကိုအလူလုံးပြလက်ထိုးခဲ့ကြောင်းဖုံးမရအောင်ပေါ်လာတဲ့နေတို့မင်္ဂလာပါပြည်သူများရှင်မနေ့ကလေတဲ့မြန်မာရုပ်ရှင်အဖွဲ့အစည်းကအခြေခံလွှာဆင်လွှာမှာရှိတဲ့ရုပ်ရှင်လောကသားတွေကိုထောက်ပံ့ပေးဖို့အတွက်ဆိုပြီးမတင်ငွေတွေအများကြီးလူရန်ခဲ့တာကြောင့်နေတိုးတို့ဇနီးမောင်နှံကိုလူရိုင်းကလေးစားပြီးတော့ချီချူမဆုံးဖြစ်နေကြတာပါကိုနေနေတဲ့ရဝန်းလေးကလူရန်စားတွေကိုအခုလိုမျိုးထောက်ပံ့မှုပေးနေဆိုတာကကောင်းမွန်တဲ့မင်္ဂလာတစ်ပါးပဲဖြစ်တာကြောင့်အားလုံးကနေတိုးတို့ကိုဒီထက်ပိုပြီးအောင်မြင်စေဖို့အတွက်စုရိမ်လဲတောင်းပေးတဲ့ပြင်ငွေတွေအများကြီးလူလာတော့ကြီးကြီးကျယ်ကျယ်ကောင်းစဉ်တက်နေရမျိုးမရှိလို့ချီးကျူးခဲ့ကြပါသေးတယ်ဒါပေမဲ့အဲ့ဓာတွေအားလုံးကပြူစင်တဲ့စေတနာတွေမဟုတ်ပဲအလူရမတ်တစ်ခုကြောင့်သာဖြစ်တယ်ဆိုတဲ့အကြောင်းအခုတော့ဖုံးမရဖိမရပေါ်လာပါပြီ။ဘယ်နေရာမှာမစုံလူယုံတက်လို့သိရဲဆိုတာမျိုးကရှိစမြဲပါ။အခုဆိုရင်လေအတွင်းလူရဲ့တစ္ဆာပေါက်စကားတကွန်ကြောင့်နေတိုးကတော့အဆက်တွေပြန်ပြန်꿰ရပါပြီ။နေတိုးဆိုတာကဒီတိုင်းနဲ့အရေးချင်းတွေအများကြီးရှိသလိုပြည်သူရဲ့အားပေးမှုကိုလည်းတခဲနဲ့ရရှိထားတဲ့သူပါ။အခုလိုမျိုးကယ်ဒမီအတွက်လက်ထိုးတာမျိုးတွေမလုပ်ဘူးဆိုရင်တော့သူ့ရဲ့ချင်းတဲ့သူရရှိသွားနိုင်မဲ့အနေအထားပါအသိစိန်ရုံနဲ့လည်းထောက်ခံအားပေးသူတွေများနေတာကြောင့်ဒီနေ့ကယ်ဒမီကနေတိုးအတွက်ဖြစ်နိုင်ခြေ60%လောက်ရှိပါတယ်ဒါပေမဲ့လည်းသူကတော့ရပြီးသားအကယ်ဒမီကိုနောက်တစ်ဆင့်တက်ပြီးငငက်တက်လိုချင်နေတာဖြစ်လို့ရအောင်တို့မိတန်းတို့စီသွားပြီးဒါမျိုးလက်ထိုးခဲ့တာပါပဲနေရာတိုင်းမှာအခုလိုအခြေအနေမျိုးရှိတာမှန်ပေမဲ့နေတိုးနေထားခြင်းနဲ့ဆိုရင်အခုလိုမျိုးလှုပ်လိုက်တာကတော်တော်လေးကိုတိတ်ခါကြသွားစေရလို့ထင်မြင်မိပါတယ်လက်ထိုးခြင်းနဲ့ဆိုရင်လေရုပ်ရှင်လောကသားတွေအတွက်လို့ခေါင်းစဉ်တက်မနေပဲဒီတိုင်းတူတူတိတ်တိတ်ပတ်စံပေးလိုက်တာကမှပို့ပြီးတော့အဆင်ပြေနေပါအောင်မေအခုကတော့ရုပ်ရှင်လောကသားကလူတွေအားလုံးကိုလေခုလုံးလုံးအလူကိုလေခုလုံးလုံးပြီးဒါမျိုးကြီးလက်ထိုးလိုက်တယ်ဆိုတာကတော့နောက်ွယ်ကအဖြစ်အပျက်တွေပေါ်လာတဲ့အခါမှာနေတိုးအနေနဲ့ခေါင်းမဖော်နိုင်လောက်အဆက်ကွဲနေလောက်ပါပဲပရိသတ်ကြီးတို့လည်းဒီဖြစ်ပျက်နေပတ်သက်ပြီးဘယ်လိုများမှတ်ချက်ပေးချင်ကြပါသလဲနော် comment မှာပြောခဲ့ကြပါအောင်ရှင်မင်္ဂလာဆောင်မှာတချင်းဆိုဖို့တွားရင်ကြားပြန့်စီမှာရောင်းစားခံလိုက်ရတဲ့အဆိုတော်ရှင်မင်းမြတ်အဆိုတော်ရှင်မင်းမြတ်တယောက်မင်္ဂလာပွဲမှာဖျော်ပြဖို့လိမ့်လေခေါ်ဆောင်ခံရပြီးအသက်နဲ့ရင်ကကျသိန်းပေါင်း3000ကျော်ပေးခဲ့ရတဲ့ဖြစ်ရပ်ကလူပြောများနေပါတယ်။ဒါကြောင့်လည်းနုပညာရှင်တွေအနေနဲ့နေပွဲတွေကိုလက်ခံတဲ့အခါမှာဘယ်လောက်ထိတတိထားမလဲဆိုတာကိုဒီဖြစ်ရပ်ကသက်သေပြနေပါတယ်။အဆိုတော်ရှင်မင်းများဟာမူဆယ်မြို့ဟာမင်္ဂလာဆောင်တစ်ခုမှာဖျော်ပြဖို့အတွက်ဆိုပြီးယုံကြည်စိတ်ချရတဲ့မိတ်ဆွေတို့နဲ့အတူတွားရောက်ခဲ့ရကနေကြားဖြတ်နေကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့2026ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာရှင်မင်းများဟာမိတ်ဆွေတို့နဲ့အတူမန္တလေးကနေမူဆယ်ကိုထွက်ခွာခဲ့တာပါ။ဇန်နဝါရီ6ရက်နေ့မှာတော့ပွဲကျင်းပမယ့်နေရာကိုကြည့်ရှုပြင်ဆင်မှုအတွက်ဆိုပြီးလူလေးဦးကကားနဲ့လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။အဲ့ဒီလူတွေထဲမှာပြည်သူစစ်အသွင်ယူထားသူတွေယူနန်မြန်မာစကားပြောတတ်သူတွေနဲ့ကိုကန့်လူမျိုးတွေပါဝင်နေတယ်လို့ရှင်မင်းမြတ်ကဆိုပါတယ်။ဒါပေမဲ့မင်္ဂလာဆောင်ခမ်းမအောင်ရှောင်းမဲ့အစားလူသူကင်းမဲ့တဲ့နေရာတစ်ခုရောက်မှာတော့ရှင်မင်းမြတ်ရဲ့ဦးခေါင်းကိုအမေရောက်အိမ်နဲ့ဆုံးလက်တွေကိုတုံနောက်ပြီးကြားဖြတ်လို့ခေါ်တဲ့ online ငွေလိမ်လည်မှုတွေပြုလုပ်တဲ့ဂိုင်းတစ်ခုစီကအတင်းအဓမ္မခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ဒါကြိုတင်စီစဉ်ထားတဲ့ပြန်ပေးဆွဲမှုတစ်ခုဖြစ်နေတာပါ။အဲ့ဒီကနေကိုရောက်တဲ့အခါမှာတော့အဆိုပါဂိုင်းသားတွေကအတိတ်ကလောက်ကင်မှာဖြစ်ပွားခဲ့တဲ့အမှုတစ်ခုကိုအကြောင်းပြုပြီးကျပ်သိန်းပေါင်း9000တိအချင်းမြင့်မရှိတောင်းဆိုခဲ့တာပါနောက်ပိုင်းမှာတော့ကျပ်သိန်း6000တိလျှော့ချပေးခဲ့ပေမယ့်အချင်းတို့အတွင်းမှာငွေပြည့်မရရင်နှုတ်ပိတ်မယ်လူလောကတွေကစမုံတောအောင်လုပ်မယ်ဆိုပြီးချင်းချောင်နှိပ်စက်ခဲ့ကြတာဖြစ်ပါတယ်ရှင်မင်းများဟာသူ့ရဲ့ဝေချာအကောင့်မှာရှိရင်မိတ်ဆွေ1000ကျော်စီကိုအတင်းကျပ်ငွေချေခိုင်းစေခြင်းခံခဲ့ရပါတယ်။ရသမျှငွေတွေကိုလည်းရှင်မင်းမြတ်ရဲ့ကေပင်းနဲ့ဘဏ်အကောင့်တွေကနေတစိမ့်အခြားအကောင့်တွေစီကိုချက်ချင်းလွှဲပြောင်းယူခဲ့ကြတာပါ။စုစုပေါင်း7သိန်းပေါင်း3000ကျော်ပေးရခဲ့ရပြီးမှသာဇန်နဝါရီ9ရက်နေ့မှာမူဆယ်မြို့လမ်းကြားတစ်ခုထဲမှာအဝယ်စားတော်မပါဘဲပြစ်ချထားခြင်းခံခဲ့ရတာဖြစ်ပါတယ်။မလွန်မြောက်မီနာမှာတော့အဲ့ဒီဂိုင်းကားတွေဟာရှင်မင်းမြတ်တို့ကိုအောက်ခံပေါင်းမိပြီးမဝဲစေပင်ဗီဒီယိုရိုက်ကူကငွေတွေကိုချင်းယူထားတာပါလို့အတင်းအကျပ်ပြောခိုင်းထားတဲ့အပြင်ရဲတိုင်ရင်ဒီဗီဒီယိုတွေကိုအွန်လိုင်းမှာဖြန့်မယ်ဆိုပြီးထပ်မံချင်းချောက်ထားပါသေးတယ်။ဒါပေမဲ့ရှင်မင်းမြတ်ကတော့ကြောင်းရွံမနေပဲနောက်ထပ်နုပညာရှင်တွေနဲ့မိဘပြည်သူတွေအခုလိုမျိုးမကြုံတွေ့အောင်အမှန်တိုင်းဖွင့်ချပြီးတရားဥပဒေအရအရေးယူပေးဖို့တောင်းဆိုလိုက်တာပါ။
လက်ရှိမှာတော့သူဟာမန္တလေးစေယုံကြီးမှာစစ်စစ်မှုတွေခံယူနေပြီးရဲတပ်ဖွဲ့ထံကိုလည်းတရားဝင်တိုင်ကြားထားပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းနုပညာရှင်တွေအနေနဲ့နေပွဲလက်ခံတတိပြုပုံဖိတ်ကြားသူရဲ့ခိုင်မာမှုကိုတေချာစစ်စစ်ပုံလိုအပ်တယ်လို့နေဆက်ဒေတာတွေမှာရှိတဲ့လုံခြုံရေးအားနည်းချက်တွေကိုအမြဲတတိထားတင်တာပါ။လူတွေကတော့အစတော်ရှင်မင်းမြတ်ကိစ္စကြောင့်လက်တလောပတ်စံရမယ်ဆိုပြီးရွှေတရီကန်ဘက်ကိုသွားကစိန်သွားရောက်တဲ့စုပြေသစင်းနဲ့ဟိဝေယံဒီလိုမကြုံရတာကံကောင်းတယ်လို့ဆိုကြပါတယ်။ဒါကြောင့်လည်းနုပညာရှင်တွေအနေနဲ့ပွဲတွေလက်ခံတဲ့အခါမှာခေါ်ဆောင်သူဟာဘယ်သူလဲပွဲနေရာကပင်မလေးဆိုတာကိုအထူးတတိထားဆင်ခြင်ကြဖို့လိုအပ်နေပါပြီပရိသတ်ကြီးတို့ရောအဆိုတော်ရှင်မင်းမြတ်ရဲ့ဒီဖြစ်ရဲ့ပုံဘယ်လိုမြင်ကြလဲအခုလိုနုပညာရှင်တွေကိုပြစ်မှတ်ထားလာတဲ့ကြားပြန်ကိုင်းနေရဲ့အနေရဲ့ကိုကြုံပူးတဲ့သူရှင်ရဲ့လေမိမိတို့မြင်ကိုပြောသွားကြပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ရုပ်ရှင်ရိုက်ဖို့ဘယ်သူမှမခေါ်ကြလို့နဂရောလုပ်ဖို့ပြင်ဆင်နေတဲ့သူတွေမင်းခန့်အနုပညာလောကမှာမင်းသားဖြစ်ဖို့စွကြိုးစားပြီးမိကမပါတဲ့သူတွေမင်းခန့်တယောက်ကတော့ဝင်ငွေကောင်းဆုံးလုပ်ငန်းတစ်ခုစီကိုလမ်းကြောင်းပြောင်းလိုက်ပါပြီသူရိမင်းခန့်မနစ်ကရွှေကြိုပြိုင်ပွဲမှာသူ့ရဲ့ငုံမလို့ရှိမလို့မျက်နှာနဲ့အတန်းရှင်းပေါင်းစုံရှာရင်နာမည်ကြီးလာတာပါသူရိမင်းခန့်ဂူကျွန်းပြိုးစတိုင်ဖမ်းမိမယ်ဆယ်လီဆွေလိုဖြူဖြူတွင်းအမေလိုရုပ်သာထွက်နေတာပါသူရိမင်းခန့်ကိုရုပ်ရှင်ရိုက်ဖို့လဲကမ်းလှမ်းသူမရှိတာကြောင့်အမှုပညာလမ်းကြောင်းကပျောက်ကွယ်လူနှီးပါဖြစ်နေခဲ့တာပါ။ဒါပေမဲ့သူရိမင်းခန့်ကတော့ဆွဲမလျှော်ပါဘူး။အခုတော့သူရိမင်းခန့်ဟာမြန်မာနိုင်ငံမှာဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့နဂရောလောကတွေကိုခြေချဖို့ဆုံးဖြတ်လိုက်ပါတယ်။သူရိမင်းခန့်ဟာကယ်ဒမီနေတိုးရဲ့မြစ်လက်တက်ပေမဲ့ရေးစည်းရကျန်းတဲ့ဇာတ်ကားတွေက LGBT နဂရောတင်ယူဆောင်ချက်ကိုအကြီးအကျယ်အားကျသွားလို့သိရပါတယ်။မင်းသားလုံးလို့မအောင်မြင်ရင်နဂရောလုံးမဲဆိုရဲကွက်နဲ့သူရိမင်းခန့်ဟာ18သိန်းတန်မိုးရှိတဲ့နဂရောဝတ်စုံကြီးကိုဆင်မြန်းပြီးနဂရောတရားအဖြစ်အသွင်ပြောင်းမှုအစွမ်းကုန်ပြင်ဆင်နေပါပြီ။ပရိသတ်ကြီးတို့ရော18သိန်းတန်ဝတ်စုံနဲ့နဂရောဖြစ်ဖို့ကြိုးစားနေတဲ့သူရိမင်းခန့်ရဲ့ဆုံးဖြတ်ချက်ပေါ်မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။